ကုန်းပေါင်ခေတ်တမိုင်းကိုလေးလာဘူးတဲ့သူတိုင်းလက်ရဘလူးဆိုတဲ့နာမည်ကိုကြားဘူးကြပါလိမ့်မယ်။စစ်မြေပြင်မှာသူ့ကိုမြင်တာနဲ့ရန်သူတွေကြက်သိမ်းမွေးညစ်ထားရလောက်အောင်တိုက်ရီခိုက်ရီပြောင်ပြောင်လုံးလုံးဘလူးတကောင်ဝင်စားသလားလို့တော့တင်စားခံခဲ့ရတဲ့သူရဲကောင်းတူပါ။ဒီနေရာမှာအားလုံးသိချင်နေကြတဲ့မိကုန်းတစ်ခုရှိပါတယ်။လက်ရဘလူးဆိုတာဝိထုတွေကဇက်ကောင်လားဒါမှမဟုတ်တမိုင်းမှာတကယ်ရောရှိခဲ့လားဆိုတာပါပဲ။အဖြေကတော့တကယ်ရှိခဲ့ပါတယ်။ကုန်းပေါင်ဆက်မဟာရာဇဝင်တော်ကြီးလိုခိုင်မာတဲ့မှတ်တမ်းတွေမှာသူ့ရဲ့အမည်နာမကိုထင်ရှားစွာတွေ့ရပါတယ်။သူဟာတာမန်ရွာသားငညိုဆိုတဲ့ဘဝကနေအလောင်းမင်းတရားကြီးရဲ့အယုံကြည်ရာဆုံးအရှိဝင်းတော်မူမင်းထင်တော်ရဲ့ဒါအဖြစ်ဘလို့ရောက်ရှိလာခဲ့တယ်လဲ။ဘာကြောင့်သူ့ကိုလက်ရဘီလူးလို့ခေါ်ဆိုကြတယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင် follow နဲ့ subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ။လက်ရဘလူးရဲ့နာမည်အရင်းကငညိုးလို့ခေါ်ပါတယ်။တချို့သမိုင်းမှတ်တမ်းတွေမှာငဆန်ဒါမှမဟုတ်ငဆန်ငဲလို့လည်းဖော်ပြတတ်ကြပါတယ်။ငညိုးဟာငယ်ရွယ်စဉ်ကတည်းကရုပ်ရည်တင့်တယ်သလိုအလွန်ထက်မြက်လှပါတယ်။အိတ်ချိန်နဲနဲ့အလုတ်ကိုရှင်းလင်းပြတ်သားစွာလောက်ကင်တတ်တဲ့လုံလဝရိယရှိတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကအလောင်းမင်းတရားကြီးမင်းမဖြစ်ခင်အင်းဝခေတ်ကလေးကဦးအောင်ဇေယျနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာပါပဲ။ဦးအောင်ဇေယျရဲ့သားတော်မင်းရဲဖျားကလေးနဲ့ဆိုအမြဲကစားပေးတတ်တဲ့အထိအိမ်အတွင်းဝင်အထွက်သွားလာနိုင်တဲ့ယုံကြည်ရသူတစ်ယောက်ဖြစ်ခဲ့တယ်လို့ရာဇဝင်ကျမ်းတွေမှာမှတ်တမ်းတင်ထားခဲ့ပါတယ်။ဦးအောင်ဇေယျကုန်းပေါင်အင်ပါယာကိုစတင်တည်ထောင်ပြီးမြင်းရည်တပ်ဖွဲ့တွေဖွဲ့စည်းတဲ့အခါမှာငညိုဟာရှေ့ဆုံးကနေပါဝင်ခဲ့ပါတယ်။သူ့ရဲ့စိတ်နဲ့သဘောထားကစိတ်မြန်လက်မြန်ရှိလာပါတယ်။စစ်မြေပြင်ကိုရောက်ပြီးဆိုတာနဲ့တင်မင်းကိုအန်တုပြီးရှေ့ဆုံးကနေရွရွချွန်ချွန်တိုက်ခိုက်တတ်သူပါ။ရန်သူကိုရင်ဆိုင်တဲ့အခါတာမန်လူတစ်ယောက်လိုမဟုတ်ပဲဘီလူးတစ်ကောင်ဝင်စားနေသလားအောက်မေ့ရလောက်အောင်ရဲရဲဝုန်းဝုန်းနဲ့ကြမ်းတမ်းပြင်းထန်စွာတိုက်ခိုက်လိရှိပါတယ်။ဒီလိုရှားပါတဲ့စွမ်းရည်တွေကြောင့်ပဲဘဝရှင်မင်းတရားကြီးကသူ့ကိုလက်ရဘလူးဆိုတဲ့ဂုံတိတ်ခါကြီးမားလာတဲ့ဘွဲ့အမည်ကိုပထမဆုံးအဖြစ်ချီးမြှင့်ပေးခဲ့တာပါလက်ရဘလူးဟာတိုက်ရီခိုက်ရီတစ်ခုတည်းကောင်းခဲ့တာမဟုတ်ခဲ့ပါဘူးအလောင်းမင်းတရားကြီးအပေါ်အသက်ပေးရတဲ့အထိတစ္ဆာရှိခဲ့တဲ့သူပါရာဇဝင်မှတ်တမ်းတွေအရတော့အလောင်းမင်းတရားကြီးကိုကိုယ်တိုင်အသက်ကယ်ခဲ့ဘူးတဲ့တစ္ဆာရှိလက်ယုံတော်တူဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒါကြောင့်လဲရွှေဘိုမြို့တော်ကြီးကိုတိဆောက်ပြီးနောက်ပိုင်းမှာအလောင်းမင်းတရားကြီးကသူ့ကိုမင်းထင်တော်ယထာဆိုတဲ့ဘွဲ့တော်ကိုထပ်မံချီးမြှင့်ခဲ့ပါသေးတယ်။အဲ့ဒါတွေမကပဲနန်းတော်ရဲ့လုံခြုံရေးအတွက်အရေးကြီးဆုံးဖြစ်တဲ့ဝင်းတော်မှု၄ဦးကိုရွေးချယ်တဲ့အခါလက်ယုံရည်အကောင်းဆုံးနဲ့အယုံကြည်ရဆုံးသူတွေကိုသာခန့်အပ်လေရှိတဲ့အရှိဝင်းတော်မူယာတို့ကိုလက်ရဘီလူမင်းထင်တော်ယထာကိုယုံကြည်စိတ်ချစွာအနှင်းခဲ့ပါတယ်။တမိုင်းရာဇဝင်ကျမ်းတွေထဲမှာဝိထုတွေကလိုခြေကားရေးသားထားတာတွေမပါဝင်ပေမဲ့အင်းဝမျိုးသိန်းတိုက်ပွဲနဲ့ဟန်တာဝရီကိုတက်သိန်းတဲ့ပွဲကြီးတွေမှာရှေဝင်းတော်မူမင်းထင်တော်ယထာဟာတက်ဦးကနေအရေးပါအရာရောက်စွာပါဝင်ခဲ့တယ်ဆိုတဲ့အချက်ကတော့တမိုင်းအထောက်ထားအခိုင်အမာရှိနေပါတယ်။တာမန်လူငယ်လေးငညိုဘဝကနေအလောင်းမင်းတရားကြီးရဲ့အားထားရဆုံးအရှိဝင်းတော်မူမင်းထင်တော်ယထာဖြစ်လာခဲ့တဲ့သူရဲကောင်းတူရဲ့အစပိုင်းခီးစဉ်ဟာဒီနေရာမှာပဲပြီးဆုံးသွားခဲ့တာမဟုတ်ပါဘူးအပိုင်းနှစ်မှာတော့သူကိုယ်တိုင်ကိုကဲခဲ့တဲ့တမိုင်းဝင်အင်းဝမြို့သိမ်းတိုက်ပွဲနဲ့ဟန်တာဝရီကိုတိုက်ခိုက်ခဲ့တဲ့စစ်ပွဲကြီးတွေမှာဘလို့ဆွမ်းဆောင်ခဲ့တယ်လဲအလောင်းမင်းတရားကြီးကွယ်လွန်ပြီးနောက်ပိုင်းဒီဘီလူးတက်မှုကြီးရဲ့နေဝင်ချိန်ဇသိမ်းပိုင်းကရောဘလို့အဆုံးသက်ခဲ့တယ်လဲဆိုတာကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုတမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာကြည့်ရှုနိုင်ဖို့တုတ္တအော်ပေ Facebook page နဲ့ YouTube channel တို့ကို follow နဲ့ subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်